အားလုံးပဲမင်္ဂလာပါကျမတော့အင်္ဂလိပ်စာတီချာလေးတီချာပုံညက်ခိုင်ဖြစ်ပါတယ်အခုကျမဂျာဖြစ်ရဲ့ဗီဒီယိုလေးတင်တာပါသိလားကျမဘာအကြောင်းအရာလေးပြောပြမလဲဆိုတော့ကျမတို့မြန်မာလူမျိုးတွေအကြိုက်ဆုံးစားတာပါလေကျမအကြိုက်ဆုံးကတော့ငပိရေပါပဲငပိရေနဲ့အတူမျိုးပေါ့နော်ကျမ line ပေါ်မှာတွေ့ဘူးပါတယ်ဗာလဲငပိရေမစားငပိရေနဲ့မခံနိုင်ဘူးကျမတို့မြန်မာလူမျိုးမှန်ရင်တော့ငပိကြိုက်တယ်နော်ကျမလည်းကြိုက်တယ်ကျမရဲ့အကြိုက်ဆုံးစားတာငပိရေပဲငပိရေအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုရင်အဲ့ဒါလေးပြောပြအောင်နော်ငပိရေအင်္ဂလိပ်လို fix salt လို့ခေါ်ပါတယ် fix salt ငံပြားကြီးလဲအဲ့ဒါပဲနော် fix salt ဆိုရင်ငပိရေငံပြားကြီးပေါ့နော်ဥပမာဆိုရင်ကျွန်မပြောသလိုပဲ my favorite food is fix salt and vegetable fix salt and vegetable ကျွန်မရဲ့အတန်ထွက်လေးကိုနည်းနည်းလေး recommend ပေးအောင်နော်ခါရအတန်ထွက်ကလေပြီးတော့လေကျမတို့ငပိတန်ပေါက်တယ်နဲ့အရင်ပြောကြရပဲဟုတ်တယ်ကျမတို့မြန်မာလူမျိုးတွေကိုအင်္ဂလိပ်အတန်ထွက်မပြီးရင်အကုန်လုံးကကြည့်ရကြတယ်ဒါပေမဲ့နိုင်ငံသားတွေမြန်မာသချင်းဆိုရင်ကြတော့ဘာလို့ချီးကျူးကြရလဲအဲ့ဒါလည်းမဟုတ်သေးဘူးနော်မြန်မာဆိုရင်မြန်မာအတန်ပဲပေါက်မှာပေါ့နော်မြန်မာလေးကိုလေးသိမ်းပဲပေါက်မှာပေါ့လေ့ကျင့်တယ်ထပ်ခါတလေလေ့ကျင့်ပေမဲ့ဒါကလုံးဝသူ့ရဲ့လူမျိုးအတိုင်းအတန်ထွက်တိုင်းတော့ကျမတို့မထွက်နိုင်ဘူးလေအဲ့ဒါတော့အသေးချာဆုံးပဲနော်အဲ့လိုပဲကျမပြောသလိုပဲနိုင်ငံသားတွေမြန်မာလူဆိုရင်ချီးကျူးကြတယ်မြန်မာတွေငပိအတန်ထွက်တယ်ဘာလို့ကြည့်ရကြလဲငပိတံမဲ့ထွက်ပါငပိစားမှတော့ငပိတံမဲ့ထွက်မှာပေါ့နော်အဲ့ဒါတွေကိုကျွန်မနည်းနည်းလေးပြောချင်တယ်လို့ပါအဓိကတော့ငပိကိုအင်္ဂလိပ်လိုပြောတာပါငပိကိုအင်္ဂလိပ်လို fix salt လို့ခေါ်ပါတယ် fix salt salt နော်ကျွန်တော်ပြောရ socks အရှင်လေအဲ့ fix salt ဆိုရင်ငပိရေပါ fix salt and vegetable ကြီးတန်ဆိုင်လည်းဖြစ်တယ်နော် vegetable မှာအဲ့ဒါလေးပြောပြတာပါဒါကြားဖြတ်ဗီဒီယိုလေးပါနော်နောက်ထပ် grammar ဗီဒီယိုတွေအသစ်တွေထပ်တင်ပါအောင်မယ်သူများတွေ like review တွေအရင်ရကြသိလားသူများတွေ like review တွေရကြကတာတွေပါတာနေကျမကလည်းမကတတ်ဘူးဒါပေမဲ့ကျမရဲ့အသိပညာလေးကို sharing လုပ်ပေးခြင်းဖြင့်ကျမဒီဟာလေးကိုကူညီပေးတာပါနော်အားလုံးတို့အကျိုးရှိမယ်ဆိုရင်ကျမရဲ့ account လေးကို follow လေးလုပ်ခဲ့ပါဒါလေးကို share ပေးပါနော် bye bye